ဒါကကွန်မြူလာပြီးဘယ်ညတော့လဲဘယ်ညတော့လဲတိတ်ကြမှာပေါ်လို့ခေါင်းလက်တူမြစ်ဆွေးစားဂျပန်နိုင်ငံဆိုင်ရာမြန်မာတန်ရုံးတာဝန်ခံတာမကြီးကများကျွန်တော်တို့ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေကကျွန်တော်တို့ပြည်သူတွေကိုတောင်းဆိုကြတဲ့ရှိလို့ကျွန်တော်တို့ပြောတဲ့တောင်းဆိုချက်တွေကိုသမ္မတဦးသိန်းစိန်စီကိုပြန်လည်သတိပို့ပေးဖို့ကျွန်တော်တို့ပြောဆိုပါတယ်ကျွန်တော်တို့မြန်မာဒီမိုကရေစီကိုရဲ့ဂျပန်နိုင်ငံဂျပန်နိုင်ငံရောမြန်မာနိုင်ငံသားတွေနေပြီးတော့ကျွန်တော်တို့ရင်ထဲမှာရှိနေတဲ့ပြည်သူလူထုရဲ့အသံကိုဒီမိုကရေစီနီးလန်းကြကြလာရောက်ပြောဆိုနေတော့ပြည်တဲ့ကြောင့်လို့ဦးသိန်းစိန်ဆိုရနေတဲ့ကျွန်တော်တို့ပြည်သူတွေရဲ့အသံကိုလေးလေးစားစားနားထောင်ပြီးတော့လုပ်ကိုင်ဆောင်ရွက်ပေးဖို့ကျွန်တော်တို့မြစ်တဲ့ရခံပါလေလက်ရှိချိန်ထဲမှာအကျဉ်းသားတီးတီးမှာနိုင်ငံရေးအကျဉ်းသား2000နီးပါးလောက်ရှိနေပါတယ်အကြီးနာဝတနာဘဆိုရဆက်ဆက်ကနိုင်ငံရေးကျင်းသားတွေကိုနိုင်ငံရေးကျင်းသားတို့တတ်မှတ်ဖို့တောက်လျှောက်ညီးစိုးနေပါလေနိုင်ငံရေးကျင်းသားတွေဟာဒီမိုကရေစီရေးလူခွင့်ရေးတန်းတူညီမျှရေးကိုကျွန်တော်တို့ဖန်တီးနိုင်ဖို့ကြိုးပမ်းမှုတွေကိုလှုပ်ဆောင်နေတဲ့ကိုစားပြုနေတဲ့သူတွေဖြစ်လို့နိုင်ငံရေးကျင်းသားတွေကိုနိုင်ငံရေးကျင်းသားတို့တတ်မှတ်ခြင်းမရှိသူကရောသားပြန်လဲရင်ကြားဆက်ရအတွက်ဒီကအဟံတာပြနေပါလေအဲ့ဒီနိုင်ငံရေးကျင်းသားတွေကိုသက်လက်ဖန်တီးချုံနှောင်ထားတွေဒါမှမဟုတ်နိုင်ငံရေးခံချက်တွေကိုတော့ဆိုလုံးဆောင်တဲ့သူတွေကိုသတိဖန်တီးနေအောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဦးသိန်းစိန်ကြဖို့ဆိုရဖို့နည်းနည်းတော့ယုံကြည်လာဖို့ခက်ပါလိမ့်မယ်ဦးသိန်းစိန်ဆိုရနဲ့ကျွန်တော်တို့ပြည်သူတွေရဲ့အကြားယုံကြည်မှုတည်ဆောက်ဖို့အရေးပါနိုင်ငံရေးကျင်းသားတွေကိုပြန်လို့ပေးတယ်မပေးဘူးဆိုတဲ့ချက်ကရေးကြီးဆုံးနဲ့ဒီကကြားတဲ့ချက်ပြပါတယ်နိုင်ငံရေးကျင်းသားတွေရှိနေသေးတယ်ဒီမိုကရေစီတင်ပြောကူပြောရေးရိုးသားပြန်လဲရင်ကြားစေရေးဆိုတာလုံးဝဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုသမ္မတဦးသိန်းစိန်စီကိုတင်ပြပေးပါနောက်တစ်ချက်ကုလသမဂ္ဂတွေပြည်မှုချုပ်ပါဝင်နိုင်ငံတကာတိုင်းဝိုင်းကဦးသိန်းစိန်ကိုပြောနေပါတယ်ရေးကြီးလုံးနဲ့အချိန်မပြောမဲနဲ့လောမှာကနိုင်ငံရေးကျင်းသားတွေကိုချက်ချင်းလုပ်ပေးပြီးဘောင်သားစုကြီးပါဝင်တဲ့နိုင်ငံရေးကျင်းသားတွေနဲ့နိုင်ငံရေးအတွက်ဆွေးနွေးမှုကိုလုပ်ဖို့တောင်းဆိုနေပါတယ်ဒါပေမဲ့ဦးသိန်းစိန်ကသံတမန်တွေမျိုးချဂရီတွေမျိုးပေးပေမဲ့လက်တွေ့လုံးဆောင်ခြင်းလုံးဝမရှိသေးတော့ကျွန်တော်တို့တွေ့ရပါတယ်ဦးသိန်းစိန်နဲ့ကျင်းသားတွေကိုတစ်နှစ်စပ်ပတ်ပေးတယ်ဆိုတော့ကလေးကလာဆန်တဲ့လုံးဆောင်မှုတွေနဲ့နိုင်ငံတကာနဲ့ဗမာပြည်သူတွေကိုလှည့်လည်နေမဲ့အစားစစ်မှန်တဲ့နိုင်ငံရေးခံချက်နိုင်ငံရေးစံနာနဲ့စစ်မှန်တဲ့လူငယ်ချမ်းသာမှုကိုထောက်ပြန်ပေးဖို့လိုအပ်ပါမယ်ဦးသိန်းစိန်တို့ဆိုရအများကြီးပြောနေတဲ့ဒီကရှိပြီးဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံပြည်တော်ဆိုတာရိုးသားပြန်လည်ရင်ကြားသိရင်မရှိဘဲနဲ့လုံးဝမပြနိုင်ပါဘူးရိုးသားပြန်လည်ရင်ကြားသိရင်အတွက်ဒီကနေ့ရေးကြည့်တော့ကနိုင်ငံရေးကျင်းသားတွေကိုချက်ချင်းလုပ်ပေးဖို့ပြပါတယ်နိုင်ငံရေးကျင်းသားတွေကိုပြည်ကြမရှိချက်ချင်းလုပ်ပေးဖို့ဂျပန်နိုင်ငံရောမြန်မာနိုင်ငံသားတွေရဲ့ကိုယ်စားမြန်မာဒီမိုကရေစီကိုရဲ့ဂျပန်နိုင်ငံနေပြီးတော့တောင်းဆိုပါတယ်အဲ့ဒီတောင်းဆိုချက်ကိုမြန်မာတမန်ကြီးကမှတစ်စိဦးသိန်းစိန်စီပို့ပေးဖို့ကျွန်တော်တို့မြစ်တိုင်းခံပါတယ်အခုဆက်လက်ပြီးတော့မြန်မာပြည်ထဲမှာအဓမ္မလုံအားစိန်ခိုင်းမှုတွေကလေးစစ်သားစုဆောင်းမှုတွေဆက်လက်ပြီးရှိနေတာကမ္ဘာလုံးသိတဲ့ဒီကနေ့လာကဒီလာထဲမှာတော့ဂျနီဗာကွန်ဗင်းဂျနီဗာမှာကျင်းပခဲ့တဲ့ILO ညီလာခံမှာလည်းမြန်မာပြည်တွင်းမှာလွတ်လပ်ပြီးတရားမျှတတဲ့အသိအဝေတွေဖွဲ့စည်းဖို့အတွက်ကိုအများဆုံးခွင့်ပြုဖို့လိုတယ်ဆိုတာပြောသွားတယ်အခုအချိန်ကြီးဦးသိန်းစိန်သမ္မတအရင်တော့ကဗိုလ်ချုပ်ကြီးဟောင်းဗိုလ်ချုပ်ဦးကြီးဟောင်းတွေရဲ့ဖွဲ့စည်းလာတဲ့သမ္မတဒီနိုင်ငံလေးဟာဘယ်လိုလုပ်ပြီးတော့ဒီမိုကရေစီနိုင်ငံဖြစ်မှာလဲဆိုတာကျွန်တော်စဉ်းစားဖို့လိုတယ်
မြန်မာပြည်သူလူထုရဲ့ဆန္ဒမပါပဲအလံတွေပြောင်းဟိုဟာတွေပြောင်းအများတို့ပေါင်းတွေပြောင်းအမျိုးမျိုးပြောင်းနေတာဟာပြည်သူလူထုရဲ့ဆန္ဒမပါဘူးဆိုတာကိုလည်းပြောပြလိုက်ပါအဓိကကြတဲ့ပြည်တွင်းမှာတရားဥပဒေစိုးမိုးရေးဆိုတာတွေကိုအများဆုံးလုပ်ပေးဖို့နဲ့လိုအပ်ပါတယ်ဒါကျွန်တော်တို့ဂျပန်ရောက်တဲ့မြန်မာနိုင်ငံသားတွေရဲ့ဆန္ဒတစ်ခုတည်းမဟုတ်ဘူးကမ္ဘာလုံးမှာရှိတဲ့ဒီမိုကရေစီကိုလိုလားတဲ့မြန်မာပြည်တွင်းမှာမို့ဒီမိုကရေစီကိုတောင်းဆိုနေတဲ့ပြည်သူလူထုရဲ့တာဝန်ပြည်တယ်ဆိုတာနဲ့ခင်ဗျားတို့သမဏသိဆိုင်ကိုပြောပေးလိုက်ပါဒါပဲကာမိုက်ကြစိတ်အုပ်စုတိုင်းစိန်ပြောပေးပါကျွန်တော်တို့တိုင်းရင်းသားဒေသမှာတိုင်းရင်းသားလူမျိုးတွေရဲ့ရိုးပြောက်တပ်ပြမှုတွေရပ်ဆိုင်ကြပါခင်ဗျားတို့ရသမိုင်းတရားခံရဖြစ်တဲ့ကျွန်တော်နိုင်ငံရဲ့တွင်းကြောင်းစီးတဲ့လောက်ရဖြစ်တဲ့ကျွန်တော်တိုင်းသားတွေရဲ့ဒါလူရဲ့အတွက်ခင်ဗျားတို့မပြောရပဲဒီနေ့ရိုးပြောက်တပ်ပြမှုတွေအများဆုံးရပ်ဆိုင်ဖို့တောင်းဆိုပါတယ်ဒီနေ့တိုင်းသားတွေမှာအပြစ်မဲ့ပြည်သူတွေတပ်ပြလာတယ်လူသားမှန်တဲ့တောင်းဆိုနေတာတွေဟာခင်ဗျားတို့ဒီတရားခံတယ်တမိုင်းတရားခံဖြစ်တယ်ဒါကြောင့်ခင်ဗျားတို့ဆိုရလဲကြောက်ချတယ်ခင်ဗျားတို့ဟာကျွန်တော်တို့ပြည်သူရွေးတဲ့အစိုးရပါဘူးခင်ဗျားတို့စစ်ပေါင်းပြီးချုပ်ပြီးတော့ထမဲဝတ်တဲ့အစိုးရလည်းဖြစ်တယ်ခင်ဗျားတို့လည်းပြတ်သားသားရှောက်ချတယ်ကျွန်တော်တို့တိုင်းရဘောင်းဆောင်ဥက္ကဋ္ဌပါဝင်ကျောင်းသားခေါင်းဆောင်တွေယုံကြည်ကြကြမတရားဖမ်းဆီးလာတဲ့နိုင်ငံရေးကျင်းသားတွေဖယ်လာတဲ့ဘယ်ဥပဒေအမှပြစ်မှုလို့ယူဆလို့ရတဲ့တိုင်းပြည်ပဲကြိုးစားနေတဲ့နိုင်ငံရေးကျင်းသားတွေအများဆုံးလူပဲကိုဂျပန်မှာရှိတဲ့ကျွန်တော်တို့အင်အားစုတွေတောင်းဆိုပါတယ်ခင်ဗျားတို့ကဒီလူဘာသာတွေကိုစားပြီးတော့မှဘာသာတော်တွေနဲ့တိုင်းပြည်မှာရှိတဲ့ကိုသူမျိုးချင်းချင်းတပ်ဖြတ်နေတဲ့လုံရက်တွေကိုအများဆုံးရပ်ဆိုင်ဖို့ဂျပန်မှာရှိတဲ့ကျွန်တော်တို့ကတိုက်တွန်းပါတယ်ဂျပန်မှာရှိတဲ့တာပါလိခင်ဗျာကျွန်တော်တို့ဒီချက်မှာကျွန်တော်ရဲ့သာဒတိုက်တွန်းတောင်းဆိုနေတာဖြစ်တယ်ကျွန်တော်တို့တော့ဒီချောင်းမပါဘူးခင်ဗျားတို့တာရုံးလုံဆောင်ရတဲ့ဒီတော့များတဲ့ဒီရဲတောင်းကြမလို့ပါဘူးကျွန်တော်တို့စီကရှိတယ်နိုင်ငံရေးပြည်သားတွေရေကျဲစွာလာတော့သာဒပြနေတာဖြစ်တယ်ဒါပဲချက်ချင်းလို့တရားဖန်တီးထားတဲ့နိုင်ငံရေးချင်းသားများလို့ချက်ချင်းလို့ကိုမီကိုနိုင်တဲ့ကျောင်းသားကောင်းဆောင်များလို့ချက်ချင်းလို့ကိုမီကိုနိုင်တဲ့ကျောင်းသားကောင်းဆောင်များလို့ချက်ချင်းလို့ကိုမီကိုနိုင်တဲ့ကျောင်းသားကောင်းဆောင်များလို့ချက်ချင်းလို့ဦးကိုတူရီတိုင်းသားကောင်းဆောင်များလို့ချက်ချင်းလို့ဦးကိုတူရီတိုင်းသားကောင်းဆောင်များလို့ချက်ချင်းလို့ယောဂပြန်လဲတင်ပြရတဲ့ဆောက်စနေရောချက်ချင်းလို့ယောဂပြန်
မြန်မာနိုင်ငံကိုရိုးတိုးတက်ဖို့အတွက်အလုပ်တွေလုပ်နိုင်ဖို့အတွက်အញ្ញံဆုံးထောင်ပြင်ကိုလွတ်ပြီးတော့ကျွန်တော်နဲ့တူတူပါပါပြောပြပါပါပြပလောကကြီးမှာပျော်ရွှင်စွာရှိနိုင်ဖို့အတွက်ကျွန်တော်တို့အင်အားတွေစိုက်လုပ်ကြပါစို့လို့ပြောကြရင်ဒီနေ့ပြုလုပ်တဲ့ခန္ဓာပြည်စုံကြောင့်ကျင်းပပါတယ်ခင်ဗျာ24ရက်နေ့မမေ့ပါနဲ့ခင်ဗျာ